မြူခိုးဝေတဲ့တစ်ပင်တွေရဲ့ထက်မှာလာမင်းတာလေးရရှိပါလေအေယာမကျင်းရဲ့ကျင်းများကြားမှာဝင်အောင်လင်းတမ်းများလည်းဖြားကြားလည်းရှိပါလေအဲ့ဒီအရာဝိညာဉ်တော်နဲ့ပါဒီတော့အနီးတီးလို့ခေါ်တယ်နဲ့ကြားနေရထိုဝိညာဉ်တော်နဲ့အနီးနားမှာရွာတရွာရှိ၏အဲ့ဒီရွာအုတ်လို့တူတူရဲ့တာကောင်းမင်းဆိုတဲ့ကောင်လေးကဝိညာဉ်တော်နဲ့ဆွဲဆောင်ခြင်းကိုခံနေရပါတယ်ငါတာဝိညာဉ်တော်ဘက်မတော်နဲ့နော်အဲ့ဒီမှာအရန်အလဲရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့ပိုးစုံကြီးတစ်ကောင်ပဒင်းပေါက်ကနေဝင်လာပြီးတော့ငါတို့ကိုကဲပါဦးတစ်တော့နှလုံးသားတည်ဆုံးနေပြီအဲ့ဒီခါမှာကောင်းမင်းကလည်းတွန်းဆုံမနေပဲလိုက်ပါတော့တယ်တစ်တော့နဲ့နက်နက်ရှိုင်ရှိုင်ဝင်လာလေပိုးစုံကြီးတွေရဲ့လင်းရလဲပိုးပြီးတောက်ပါလာလေပါပဲနောက်ပြီးကောင်းမင်းကခြေတလန်းလန်းတိုင်းပန်းမွင့်နေပွင့်လာနေသူဟာအိမ်မက်ထဲမှာလမ်းလျှောက်နေလို့ခံစားနေရတယ်တော်လန်းတနေရာရောက်မှတော့တမင်တစ်ကောင်ဟာတစ်ပင်တစ်ပင်ကိုရအောင်ပေါ်လာပါတယ်ငါနာမည်တန်းတာပါငါဒီတော့ရဲ့ကာကွယ်သူပါနောက်ပြီးမင်းကဒီတစ်တော့ရဲ့ဒီလိုတန်းနေရွေးချယ်ခြင်းကိုခံရတဲ့သူပါကျွန်တော်ဘာလုပ်ရမလဲဆိုတာကိုပြောပါကျွန်တော်လုပ်မယ်ငါနဲ့လိုက်ခဲ့ရမယ်အဲ့ဒီလိုပြောပြီးတမင်ဟာတောဆောင်နတ်သမီးတစ်ပါးအတွင်ပြောင်းသွားပါတယ်အဲ့ဒီနောက်မှာကောင်းမင်းကနတ်သမီးရဲ့နောက်ကိုလိုက်ပါတော့လမ်းလျှောက်မှာလဲအိမ်မက်ထဲကိုရောက်နေတယ်လို့ထူးခြားဆန်းပြမှုတွေမြင်နေရတာပေါ့နတ်သမီးကအတူတူတွိုင်းနဲ့တောင်းကျမ်းနေတဲ့အရေးဝိညာဉ်ဆိုအကြောင်းပြောပြသွားပါတယ်ဒါအရေးဝိညာဉ်ဆိုစီမရောက်ခင်နောက်ဆုံးဖြတ်ခဲ့ရတဲ့တရားပေါ့တစ်တော့ရဲ့နှဆိုင်တဲ့နေရာအရောက်မှာတော့အရေးဝိညာဉ်ဆိုတာပေါ်လာပါတယ်ဒီတစ်တော့မင်းနဲ့မဆိုင်ဘူးငါအပိုင်ကွာဒါဆိုလဲကျွန်တော်မေးပေးထားတယ်ဒီလက်ဖွဲ့အစွမ်းစမ်းကြည့်လိုက်လေရဲဝင်းညင်ဆိုတာလက်ဖွဲ့အစွမ်းကြောင့်ကြောက်သွားပါတော့တယ်ဒါကြောင့်တစ်တော့ကလည်းပြန်လေလန်းဆန်းလာပါတော့တယ်အခုတော့သူတို့နှစ်ဦးဟာတူတို့တူနှုတ်ဆက်ပြီးတော့နတ်သမီးဟာထွက်ခွာသွားပါတော့တယ်ကောင်းမင်းကလည်းသူ့အိမ်သူပြန်လာပါတယ်တကယ်တော့ပိုးစိုးကျူးလေးတွေဟာကောင်းမင်းရဲ့အိမ်ရာပေးမှာညတိုင်းရှိနေတာဒီဖြစ်ပျက်တွေကလည်းကောင်းမင်းရဲ့အိမ်မက်လို့တကယ်အဖြစ်ပျက်လို့ပါပဲဒါပေမဲ့ကောင်းမင်းကတော့သူလှုပ်ဆောင်ခဲ့တာကိုအမြဲမှတ်ရဂုဏ်နေမှာပါ